လှိုင်မျိုးနယ်နဲ့မြောက်တကုံမျိုးနယ်ကိုမှန်တင်ကုန်နဲ့ကျွန်းကရင်ပွေးဖို့အတွက်ပို့ဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်နေရပဲဖြစ်ပါတယ်ရှင်။ဒါလှိုင်မျိုးနယ်ကကြတော့အနက်ရောင်မှန်တင်ကုန်လေးပါ။မြောက်တကုံမျိုးနယ်ကကြတော့အပဲချင်းရောင်အပြောင်ဂျပန်ကရင်လေးကိုပို့ပေးဖို့အတွက်ကိုပြင်ဆင်နေရပဲဖြစ်ပါတယ်ရှင်။ရင်ကျုံးမိဘောကဆိုင်ရဲ့အာမခံချက်ကတော့ကျွန်းမစင်နှစ်ဆရောပါတယ်ရှင်။တဘာဝကျွန်းတင်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်အသစ်အကျုံကြွဖြစ်ပြီးတော့တစ်ကွဲအခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာစေဖို့လက်ခအခမဲ့တစ်ကြိမ်ပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်။ရင်ကျုံးမိဘောကဆိုင်မှာအသစ်ရှိနေတဲ့ပရိဘောကပစ္စည်းတွေလည်းဆိုင်မှာလာရောက်လေ့လာနိုင်ပါတယ်ရှင်။ဒီမှာကျွန်းဖျားဆောင်ကြီးတွေကျွန်းဖီတို့ကျွန်းမှန်တင်ကုန်ကြီးတွေကျွန်းဆက်တီတွေပေါ့။နောက်ပြီးကျွန်းထမင်းစားစပွဲတွေလည်းကျွန်တော်တို့မှာအစုံရောက်ရှိနေပါတယ်နော်။ဆိုင်မှာအသိရှိနေတဲ့ပရိဘောကပစ္စည်းရဲ့အတွက်ကိုရန်ကုန်မြို့ထဲကိုအိမ်ရောက်ဝယ်ချက်စနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်။နယ်မြို့နယ်တွေအတွက်ကတော့ order confirm ဖြစ်ပါကစီယန်တဝက်ကောက်ထားပြီးတော့ကျန်ငွေကိုဂိမ်းရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်။ AR တိုင်းပဲခူးတိုင်းရဲ့မြို့နယ်ချို့ကိုကျမတို့ရဲ့ဆိုင်ကားနဲ့ဓာတ်ရိုက်ပို့ပေးတဲ့ service လည်းရှိပါတယ်ရှင်။ AR တိုင်းပဲခူးတိုင်းရဲ့မြို့နယ်ချို့ကိုကျမတို့ဆိုင်ကားနဲ့ဓာတ်ရိုက်ပို့ပေးပြီးတော့ကားခါလေးကတော့တက်ကောက်ပါတယ်ရှင်။ဆိုင်မှာအသိရှိနေတဲ့ပစ္စည်းတွေကိုမှာယူနိုင်တယ်လို့ဆိုင်မှာ stock အသစ်မရှိတဲ့ပစ္စည်းတွေကိုလည်းကိုလိုချင်တဲ့ design site ပေါ်မူတည်ပြီးတော့ဈေးနှုန်းလေးတွက်ချက်ပေးပြီးတော့ပြုလုပ်ပေးပါတယ်။ customer order ကြာချိန်ကတော့2လ3လဖြစ်ပါတယ်ရှင်။ရင်ကျုံမိဘောကဆိုင်ကိုလာရောက်လေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့အမှတ်14ထူပါအောင်လက်နက်ဆဲအနောက်နှင်းမြရဲကတာဂီတာမြို့နယ်မှာတည်ရှိပါတယ်။ Google Map မှာလည်းမြင့် furniture ဆိုပြီးတော့ရိုက်နှိပ်ပြီးတော့လာရောက်လေးလာနိုင်ပါတယ်ရှင်။နယ်မြို့နယ်များက customer များနဲ့နိုင်ငံခြားနေပြီးတော့ရန်ကုန်အိမ်အတွက်ပေါ့နော်မြန်မာပြည်ကအိမ်အတွက်အမှာယူပေးတဲ့ customer များအတွက်ဆိုရင်တော့ဗီဒီယိုခေါ်ပြီးတော့ကျမတို့ကပစ္စည်းလေးပြပေးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။အဒမီအမြခိုင်ပါ။